ဒီကနေ့ငွေကြေးပညာမျှဝေခြင်းအစီအစဉ်ကိုမေးခွန်းလေးတစ်ခုနဲ့စကြမယ်နော်။လကုန်ခါနီးတိုင်းငါပတ်စံတွေဘယ်ရောက်သွားတာလဲလို့ကိုမေးဘူးတဲ့သူရှိလား။လစာရငွေဝင်တဲ့နေ့မှာတော့ကိုရစ်ဖြစ်တယ်လို့ခံစားရပြီ။3 ရက်လောက်ကြာလို့တလားစော်ဝယ်ချမ်းစုဆောင်ပြီးတဲ့အခါပတ်စံအိတ်လေးဘဏ်ကောင့်လေးပါသွားပြီး silent mode ဝင်သွားတာမျိုးပေါ့။ဒါကမင်းရတဲ့ဝင်ငွေနည်းနေလို့မဟုတ်ပါဘူး။မင်းမှာဘတ်ဂျက်မရှိလို့ပါ။ဘတ်ဂျက်တင်ဆိုတာရိုးရိုးလေးပါ။မင်းရဲ့ဝင်ငွေကိုဘယ်နေရာမှာဘယ်လောက်သုံးမယ်ဆိုပြီးကြိုတင်လျာထားဆုံးဖြတ်ထားတာပါ။ဘတ်ဂျက်မရှိရင်ပတ်စံကမင်းကိုထိန်းချုပ်လိမ့်မယ်။ဘတ်ဂျက်ရှိရင်တော့မင်းကပတ်စံကိုထိန်းချုပ်နိုင်သွားပါလိမ့်မယ်။မြန်မာလူငယ်တွေအတွက်လွယ်ကူရိုးရှင်းတဲ့ဘတ်ဂျက်ဖော်မြူလာတစ်ခုကိုဒီကနေ့မျှဝေပေးပါမယ်။ဒါကတော့50 30 20နီလန်းပါ။ဝင်ငွေရဲ့50%ကိုအခြေခံလိုအပ်ချက်များဖြစ်တဲ့အိမ်ခန်းကပေးတာအစားအသောက်ဝယ်ချမ်းစားတောက်တာနဲ့ခရီးစရိတ်အတွက်သုံးစွဲပြီး30%ကိုလိုရင်ဆန္ဒများဖြစ်တဲ့ကော်ဖီဆိုင်ထိုင်တာအွန်လိုင်းဈေးဝယ်တာနဲ့ဖျော်ဖြေရေးအတွက်အသုံးပြုတယ်။ကျန်တဲ့20%ကိုတော့စုဆောင်းတယ်သို့မဟုတ်ရင်းနှီးမြှုပ်နှံတယ်ပေါ့။ဒီစည်းမျဉ်းအတိုင်းအတိအကျလိုက်လို့ရမယ်လို့မဆိုလိုပါဘူး။မင်းရဲ့ဝင်ငွေပေါ်မူတည်ပြီး40 20 40သို့မဟုတ်30 20 50စသည်ဖြင့်ပြောင်းလဲကျင့်သုံးနိုင်ပါတယ်။အရေးကြီးတာက structure ရှိဖို့ပါပဲ။မြန်မာနိုင်ငံမှာကကုန်စည်နှုန်းတွေမြင့်တက်နေတဲ့တည်ယူပို့ဆောင်ရေးစရိတ်တွေမြင့်မားနေတယ်။ဆိုတော့ဘတ်ဂျက်မလုပ်ဘူးဆိုရင်ငွေကြောင့်စိတ်ဖိစီးမှုတွေတဖြည်းဖြည်းတိုးလာပါလိမ့်မယ်။ဘတ်ဂျက်လုပ်ထားသူကတော့ရတဲ့ဝင်ငွေနည်းနေပါစေဦးစိတ်အေးနေနိုင်တယ်။ဘတ်ဂျက်မလုပ်သူကတော့ဝင်ငွေများစေဦးစိတ်မအေးနိုင်ပါဘူး။ဒီနေ့ကစပြီးငွေကြောင့်ဖြစ်တဲ့စိတ်ဖိစီးမှုတွေလျော့ပါးသက်သာလာအောင်အချက်3ချက်ကိုမှတ်သားလိုက်နာကြရအောင်။နံပါတ်1ဒီလဝင်ငွေဘယ်လောက်ရလဲစာရင်းရေးပါ။နံပါတ်2အသုံးစရိတ်အားလုံးချရေးပါ။နံပါတ်3မလိုအပ်တဲ့အသုံးစရိတ်တစ်ခုကိုလျှော့ချပါ။ Small control leads to big freedom လို့အဆိုရှိတဲ့အတွက်အနည်းငယ်ထိန်းချုပ်မှုမှသည်ကြီးမားသောလွတ်လပ်ခွင့်ကိုတင်ရရှိလာမှာပါ။ဘတ်ဂျက်တင်ဆိုတာတင့်ကိုကန့်သက်ချုပ်ချယ်တာမဟုတ်ပါဘူး။လမ်းပြပေးတာပါ။ comment မှာပြောခဲ့ပါအောင်။မင်းလာစဉ်အများဆုံးသုံးနေရတာဘာအတွက်လဲ။ဘာစရိတ်လဲပေါ့။ဒီအကောင့်ကို like follow လုပ်ဖို့မမေ့နဲ့နော်။အရေးပေါ်ရန်ပုံငွေ emergency fund အကြောင်းပြောမယ်နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်နော်။ See you soon. Bye for now.